အားလုံးပဲမင်္ဂလာပါရွှေရိုးရီကတ်ကနေကြိုဆိုလိုက်ပါတယ် ဒီဇလန်လေးကတော့ဖိလစ်ပိုင်နိုင်ငံရဲ့ကန်ယိုရန်မြို့ငယ်တစ်ခုမှာမုန်တိုင်းတွေတိုက်ခိုက်မှုကြောင့်လူတွေလည်းတေချေကအိမ်တွေလမ်းတွေလည်းပျက်စီးခဲ့ရပါတယ်။အဲ့ဒီမှာအိမ်လည်းမုန်တိုင်းတွေကိုပါသွားပြီးတော့ဘာမှမကြံတော့ပဲကလေးပဲကြံခဲ့တဲ့ကောင်မလေးကသူမကလေးနဲ့အတူယောက်ျားကိုရှာဖို့ယောက်ျားအလုပ်လုပ်နေတဲ့မြို့ကိုလာရတင်ပေါ်ပေါ်မှာမတိန်ကျင့်ခံခဲ့ရပါတယ်။သူမတို့သားမိတင်ပေါ်ပေါ်မှာဘာတွေဘလို့ခက်ခဲတာလဲဘလို့အဆုံးသတ်သွားမလဲဆိုတာကိုစူးစမ်းတင်ဆက်ပေးမှမို့ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးရပါအောင်ဗျာဇလန်လေးရစမှာတော့ကန်းကက်ကဆက်ရောက်လာပြီးဖြစ်တဲ့တင်းဘောပေါ်ကနေဆင်းလာပြီးတော့ကန်းဆက်တစ်ခုမှာကလေးကိုရင်းဝယ်ပိုက်ထားတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်ကျက်ဖာတစ်ခုကိုထမ်းထားတဲ့သူတစ်ယောက်ကိုသူမယောက်ျားအလုပ်လုပ်နေတဲ့မြို့ကိုသွားတဲ့လမ်းကိုမေးနေပါတယ်အဲ့ဒီလူကလည်းအဲ့ဒီကဝေးတာကြောင့်ကားငားသွားရမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့လည်းသူမကတော့ပိုက်ဆံလည်းမပါတာကြောင့်လမ်းလျှောက်သွားရင်ရောမရဘူးလားလို့ပြန်မေးလိုက်ပါတယ်အဲ့ဒီလူကလည်းအယမ်းဝေးတာကြောင့်ခလီတစ်ဖက်နဲ့လည်းဘလို့မှမဖြစ်နိုင်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒါကြောင့်ပဲသူမလည်းဘာလို့ရမှမသိဖြစ်သွားပါတယ်။အဲ့ဒီချိန်သူမဘေးကနေဖြတ်သွားတဲ့မိန်းမတစ်ယောက်ကပတ်စံထွက်ကျသွားတာကိုမြင်လိုက်ပြီးတော့ကောက်ယူလိုက်ပါတယ်။ပြီးတော့ချက်ချင်းမဲ့သူမကအဲ့ဒီမိန်းမကိုပတ်စံထွက်ကျသွားကြောင်းပြောပြလိုက်ပြီးတော့ပြန်ပေးလိုက်ပါတယ်။အဲ့ဒီမိန်းမကလည်းသူ့ကိုကျေးဇူးတင်ကြောင်းပြောတော့သူမကယောက်ျားဖြစ်သူရောက်နေတဲ့မြို့ကိုသွားတဲ့ကားဂိတ်ထိတူတူလိုက်ပါရစေဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒီမိန်းမကလေသူမကိုလိုက်ခက်လေဆိုပြီးတော့တစီစီကနင်းယောင်သားထွာလာကြပါတယ်ကားကြီးတို့ရောက်တော့သူမကိုအဲ့ဒီမိန်းမကပါဆန်ကိုရိုးရိုးသားသားနဲ့ပြန်ပေးယူဆိုပြီးတော့သူမယောက်ျားစီကိုတွားဖို့ကားခါကိုမုံဖို့ဖိပေးခဲ့ပါတယ်သူမပြောသွားပြီးတော့အဲ့ဒီပတ်စံလေးနဲ့ယောက်ျားစီကိုအဝေးပြေးကားစီကထွာလာလိုက်ပါတယ်ကားပေါ်မှာကလေးကငိုနေလူသူမကကလေးကိုနှုတ်တိုက်တော့ကားပေါ်မှာဘေးနားကိုလာထိုင်တဲ့နေရောက်ကသူမကိုနာဘူးထားနေပါတယ်အဲ့ဒီချင်းပဲတပွေရောက်လာပြီးတော့အဲ့ဒီနှကောင်ကိုမင်းတို့ဘာလုပ်နေကြတာလဲဆိုပြီးတော့ခါးကတနတ်ကိုပြော့လိုက်တော့ဟိုနှကောင်လဲကြောက်ပြီးတော့ဆင်းပြေးသွားပါတယ်အဲ့ဒီတော့မှအဲ့ဒီဘဲကြီးလဲသူမဘီးနာမှာဝင်ထိုက်လိုက်ပါတယ်ခဏကြာတော့စပေယာတက်လာပြီးတော့လက်ဆံကောက်ပါတယ်ဘဲကြီးကလည်းစိတ်မပူပါနဲ့လို့ပြောသူမတော့ပါကားခါရှင်းပြလိုက်ပါတယ်အဲ့ဒါကြောင့်လဲသူမဟာအဲ့ဒီဘဲကြီးနဲ့စကားတွေပြောရင်ရင်းနှီးသွားပါတယ်ဘဲကြီးကသူမကိုမင်းပုံစံကြည့်ရတာလောကဒန်ရဲ့နှိပ်စက်မှုတံကိုအတော်ခံထားတဲ့ပုံမဲလို့ပြောကသူမအကြောင်းကိုပြောပြပါလားလို့မေးလိုက်ပါတယ်သူမကလည်းကူညီပေးထားတဲ့အရာတွေကြောင့်ပဲရီကိုယုံကြည်လာတော့မုန်တိုင်းမိပြီးတော့မြို့ငယ်လေးကပျက်စီးသွားတော့အယုတ်လုံနေတဲ့သူမယုံကြကိုလာရှာတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ဇလန်လေးကတော့အဲ့ဒီမှာအသိစီကိုခဏရောက်သွားပါတယ်အသိမှာတော့သူမအသက်9နှစ်အရွယ်မှာသူမရဲ့အဖေကကုန်ကားနဲ့တိုက်မိပြီးတော့တိတ်ဆုံးသွားခဲ့ပါတယ်အဲ့ဒီအဖြစ်ပြက်ကိုသူမအမေကလက်မခံနိုင်ဖြစ်ကသူမတို့ကိုလည်းဂယုမဆိုင်တော့ပဲစိတ်တစက်ဝေဒနာရှင်တယောက်လိုခက်သွားခဲ့ပြီးတော့အဆုံးမှာတော့ကြိုးဆွဲချပြီးတော့ကိုတတ်တည်သွားခဲ့ပါတယ်သူမရဲ့အမေရဲ့အမျိုးတယောက်ကသူမတို့မောင်နှမနှစ်ယောက်ကိုမွေးစားခဲ့ပါတယ်တရုတ်မှာတော့သူမတို့မောင်နှမကိုပလာဇာတစ်ခုကိုခေါ်လာခဲ့ပြီးတော့သူမကိုတော့တနေရာမှာထိုင်ခိုင်ထားခဲ့ပါတယ်ပြီးတဲ့နောက်သူမရဲ့အကိုကိုတော့လူတစ်ယောက်စီမှာပတ်ဆိုင်ယူပြီးတော့သူ့အတော်ကရောင်းစားလိုက်ပါတယ်သူမကိုတော့သူမပျောက်သွားတယ်ဆိုပြီးတော့အတော်ဖြစ်သူကလိန်ပြောက်ခဲ့ပါတယ်သူမလည်းအကိုပျောက်သွားလို့ဝမ်းနဲ့လူငိုကြွေးခဲ့ရပြီးတော့အဲ့ထဲဆိုးတာကသူမရဲ့ဦးလေးနဲ့အတော်ကသူမကိုအိမ်မှာအမြဲနှိပ်စက်နေတာဖြစ်ပါတယ်အဲ့ဒါကြောင့်သူမကအဲ့ဒီအိမ်ကနေထွက်လာပြီးတော့မျိုးလေးတစ်ခုကစားတောက်ဆိုင်မှာအလို့လာလုပ်နေပါတယ်တရက်မှာတော့သူမရဲ့အတော်လည်းသူ့စီကိုဖုံးဆက်လာပြီးတော့ပျောက်သွားတဲ့သူ့အကိုကိုပြန်တွေ့ပြီလို့ပြောကသူမလိပ်စာကိုလည်းပေးထားတယ်လို့ပြောလာပါတယ်အဲ့ဒါကြောင့်ပဲနောက်ရက်မှာတော့သူမအကိုပါဆိုပြီးတော့လူငယ်တယောက်ကသူ့လောက်နေတဲ့ဆိုင်ကိုရောက်လာခဲ့ပါတယ်မြင်ချင်းပါတဲ့သူမကအကိုတယောက်လိုရင်းတွေကလည်းခံစားရတာကြောင့်ပြေးဖက်လိုက်ပါတယ်နောက်သူမအကိုကသူ့ကိုနေမြို့လေးတစ်ခုစီကိုခေါ်လာခဲ့ပါတယ်သူ့ကိုကအဲ့ဒီမြို့လေးမှာအိမ်တောင်ကြောက်နေတာဖြစ်ပါတယ်သူ့ကိုမိန်းမကရုပ်လဲလှတယ်လို့စိတ်တဘောကလည်းပြေဝတာကြောင့်သူမကိုလည်းညီမလေးတယောက်လိုပဲဆက်ဆံပါတယ်ဒါကြောင့်အဲ့ဒီအိမ်မှာသူမနေရတာအဆအရာရာအဆင်ပြေနေခဲ့ပါတယ်ဒါပေမဲ့လေဘေးကအခန်းမှာသူမအကိုနဲ့သူ့မိန်းမတို့ကညတိုင်းလင်ဆက်နေတာဖြစ်လို့သူမအနေနဲ့အချိန်ကြာလာတော့အဲ့ဒီကိစ္စကိုတဖြည်းဖြည်းစိတ်ဝင်စားလာပါတယ်ဒါကြောင့်ပဲသူ့အကိုမိန်းမအလူကိစ္စနဲ့ခရီးထွက်နေတဲ့အချိန်မှာသူ့အကိုနဲ့မာရွင့်မိပြီးတော့ကိုဝန်ရသွားခဲ့ပါတယ်အဲ့ဒါကြောင့်အကိုဖြစ်သူကသူမကိုတခြားနေရာတစ်ခုမှာသူမိန်းမပြန်မလာခင်ခလေးမွေးဖွားရန်သွားနေဖို့ပြောပြလိုက်ပြီးတော့အဲ့ဒီအိမ်မှာသူမကိုတယောက်တည်းထားခဲ့ပါတယ်နောက်တော့အဲ့ဒီနေရာကဆေးရုံတစ်ခုမှာသူမတယောက်တည်းအထီးကျန်စွာခလေးမွေးဖွားခဲ့ရပါတယ်ဇလန်းလေးကလက်ရှိနေရာကိုပြန်ရောက်လာပြီးတော့ဝေးပြေးကားပေါ်က TV သတင်းတစ်ခုမှာပင်ဘောပေါ်မှာကပတိန်အပါဝင်အရာရှိငယ်အထီးကိုအသက်ခံရတဲ့အကြောင်းသတင်းကြော်ညာနေခဲ့ပါတယ်နောက်သူမကိုကူညီပေးထားတဲ့ဘေးကဘာလို့လောက်တာလဲလို့မေးလိုက်ပါတယ်အဲ့ဒီဘဲကြီးကလည်းတင်းပေါ်ထားအလုပ်လောက်တာဖြစ်ပြီးတော့
အခုကတင်ဘောတက်ဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းကိုမနီလာမြို့ကိုလာလွတ်တာလို့ပြန်ပြေးလိုက်ပါတယ်အဲ့ဒီတင်ဘောသားပါဆိုရစကားကိုကြားလိုက်ရတဲ့သူမကတော့ဝမ်းနဲ့ဒေါသထွန်နေတဲ့မျက်လုံးနဲ့ကြည့်လိုက်ကသူမရဲ့တင်ဘောဘောကငဲကန်းကိုစစ်ပြီးတော့ပြောပြလိုက်ပါတယ်တင်ဘောဘောမှာတော့ပတ်စံမပါဘဲနဲ့ခိုးရှိလာတဲ့သူမကိုတင်ဘောဘောကလုံခြုံရေးဝန်ထမ်းတွေကမိသွားတော့တင်ဘောအရာရှိစီကိုခေါ်လာခဲ့ပါတယ်သူမကလည်းသူဖြစ်ဖြစ်ခဲ့တာတွေကိုရှင်းပြပြီးတော့တောင်းပန်နေခဲ့ပါတယ်ဒါပေမဲ့လည်းအရာရှိကပိုက်ဆံမပါဘူးဆိုရင်သူမနဲ့ကလေးကိုရေးရပြစ်ချမယ်လို့ချင်းချောင်လိုက်ပါတယ်ပြီးတော့အရာရှိကသူမကိုတကုတ်လုံးတေချစိုက်ကြည့်နေခဲ့ပြီးတော့သူ့အောက်ကဝန်ထမ်းနေနဲ့စကားပြောကတိုင်မင်းနေတာကိုတွေ့ရပါတယ်ပြီးတဲ့နောက်သူမကလေးကိုဝန်ထမ်းတယောက်ကအတင်းလိုက်ပြီးတော့တင်းဘောတင်နေလာကိုခေါ်သွားလိုက်ပါတယ်တင်းဘောအရာရှိကကလေးကိုဘာမှမဖြစ်စေချင်ရင်သူမကိုလိမ့်ဖြောပြခိုင်းပါတယ်ပိတ်ဆံကလည်းမရှိရွေးချယ်စရာလည်းမရှိတဲ့သူမကလည်းအရာရှိလုပ်သမျှကိုသာခံရပါတော့တယ်ပြီးတဲ့နောက်တော့ကလေးကိုခေါ်သွားတဲ့လုံခြုံရေးဝန်ထမ်းတွေစီမှာသူမကလေးကိုလာယူခဲ့ပါတယ်ပြီးနောက်ထပ်ပြီးတော့အဲ့ဒီမှာလဲထိုးဝန်ထမ်းတွေကသူမကိုအော်ရင်ကလေးရောသူမကိုပါတက်ပြီးတော့ရေလဲပစ်ချမယ်ဆိုအာရမပြုကျင့်ပြန်ပါတယ်ပြီးတော့သူမရဲ့ကလေးကိုခြီလာခဲ့ပြီးတော့တင်းဘောပေါ်မှာအဖွားတစ်ယောက်နဲ့စုံတွေ့ခဲ့ပါတယ်အဖွားကဇက်ကြောတွေတက်ပြီးတော့ကြောတွေအောင့်နေလို့အိတ်လို့မရဘူးဆိုလို့သူမနှိမ့်နေပြေးနေပါတယ်သူမကအဖွားကိုအကြောလိမ့်စေးပါလားလို့မေးလိုက်တော့အဖွားကလည်းသူ့ထက်ကလိမ့်စေးပလင်းကိုရှာရင်းနဲ့ပလင်းအမဲလေးကိုထုတ်လိုက်ပါတယ်အဲ့ဒါကိုမြင်လိုက်တော့သူမကအဖွားကိုဘာပလင်းလေးလဲလို့မေးလိုက်ပါတယ်အဖွားကသူမကိုတင်းဘောဂုံဘတ်ဖို့ကိုခေါ်လာခဲ့ပြီးတော့ခုနကပလင်းနဲ့ကဘာတွေလဲဆိုတာကိုရှင်းပြပါတယ်ပလင်းနဲ့မှာကအစိတ်တွေဖြစ်ပြီးတော့အဲ့ဒီအစိတ်တွေကအဖွားကိုယ်တိုင်တောတွေတောင်တွေတက်ကနေရှာဖွေဖော်ဆက်ထားတာတွေဖြစ်ပါတယ်ပြီးတော့အဲ့ဒီအစိတ်တွေကိုစားမိမျိုးမိတဲ့သူတိုင်းသုံးဓာရီအတွင်းမှာတေးနိုင်တယ်လို့သူမကိုရှင်းပြလိုက်ပါတယ်ပြီးနောက်ကိုတင်းဘောလုံချုံရေးဝန်ထမ်းတွေကကပတိန်ကခေါ်နေတဲ့ဆိုပြီးတော့လာခေါ်ကြပါတယ်သူမလည်းအဖွားကိုကလေးကိုပေးထားခဲ့ပြီးတော့လိုက်သွားခဲ့ပါတယ်ကပတိန်အခန်းထဲကိုသူမကိုသူတို့ကအတင်းအကျပ်ထည့်ပေးလိုက်ကြပါတယ်အခန်းထဲရောက်တော့ကပတိန်ကကလေးနဲ့သူမကတင်းဘောပုံကိုပတ်စံပါပဲခိုးစီးလာတယ်လို့လုံချုံရေးဝန်ထမ်းတွေကပြောခဲ့အကြောင်းအဲ့ဒါပြီးရင်သူမဝန်ဆောင်မှုလည်းပေးသေးတယ်ဆိုပြီးတော့မေးလာပါတယ်သူမကတော့ဘာပေါ်ဝန်ဆောင်မှုမှမပေးတဲ့အကြောင်းသူတို့ကအတင်းအကျပ်အခွင့်အရေးရယူခဲ့လာဖြစ်ကြောင်းသူအမားလောက်မိလားဆိုလို့ပတ်စံမပါဘဲနဲ့တင်းဘောခိုးစီးမိတာပဲရှိပါတယ်လို့ပြန်ပြောလိုက်ပါတယ်တင်းဘောကပတိန်ကအဲ့ဒါကလည်းမင်းအမားလို့မိတာပဲလीဆိုပြီးတော့ငါ့ကိုမသိသလိုနေစေချင်ရင်မင်းတခုခုပေးဆက်ရမယ်လို့ဆိုကသူမကိုခန္ဓာကိုယ်ဖြောဖြေမှုပေးဟိုင်ပြန်ပါတယ်မလို့ပေးရင်ပင်လဲတွေကိုဖိချမယ်ဆိုပြီးတော့ချင်းချုပ်တော့ဘလို့မှမတတ်တာတော့အဆုံးမှာတော့သူမလည်းခွင့်ပြုလိုက်ရပြန်ပါတယ်ပြီးနောက်တော့ငိုပြီးပြန်လာတဲ့သူမကိုအဖွားကသူတို့ဘာလုပ်လိုက်ကြတာလဲလို့မေးတော့ပြန်မဖြေဘဲနဲ့အဖွားရဲ့အစ်စ်လေသမီးကိုပေးပါလို့တောင်းလိုက်ပါတယ်အဖွားကလည်းသူမကိုပေးလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့သူမကအရက်တောက်ပြီးအပြက်မဲ့တွေနဲ့ပျော်ပါနေတဲ့မုတ်သိန်းခေါင်းလီစီကိုရောက်လာပြီးတော့အရက်ချပေးရမလားလို့မေးလိုက်ပါတယ်ပြီးတဲ့နောက်တော့အရက်ပလင်းတွေကိုယူကာတားပွဲကိုချပေးလိုက်ပါတယ်အဲ့ဒီနောက်ကပတိန်စီကိုလည်းသူကြိုက်တဲ့အရက်ကိုယူသွားပေးလိုက်ပါတယ်အမှန်ကတော့အစောရလာပလင်းတွေကိုသူယူနေတဲ့အချိန်မှာအရက်ပလင်းတဲ့ကိုအဖွားပေးလိုက်တယ်လူကိုတေးစေနိုင်တဲ့အစိတ်တွေကိုပလင်းနဲ့ကြိတ်ပြီးတော့ထည့်ပေးလိုက်ဖြစ်ပါတယ်နိုင်ရင်အနေငယ်ကြာပြီးတဲ့နောက်မှာတော့ကပတိန်တယောက်တင်းဘောကောင်းကန်းလက်မှာအသက်ရှူလို့မဝါဖြစ်နေပြီးတော့လက်တွေထုံလာပါတယ်တစ်ဖက်မှာတော့အဖွားနဲ့သူမတို့လည်းတင်းဘောကန့်ကန့်မိဖို့မို့အချင်းချင်းနှုတ်ဆက်ပြီးတော့ထက်ခွာလာကြပါတယ်။သူမထွက်လာချိန်မှာတော့တင်းဘောပေါက်ကိုလူနာတင်းတဲ့ဝန်ထမ်းတွေပြေးတက်လာတာကိုမြင်လိုက်ရပါတယ်။ဇလန်ကတော့လက်ရှိကိုပြန်ရောက်လာပြီးတော့သူမအစီးလာတဲ့ကားကမုန်တိုင်းကြောင့်လမ်းပေါ်မှာရေကျော်နေတာကြောင့်ဆက်သွားလို့မရတော့ပဲတညာအိတ်ရမယ်လို့စပက်ရကရှင်းပြနေပါတယ်။ဒီလိုနဲ့သူမတို့ကလည်းကားကိန်းမှာတညာနားဖို့လုပ်ပါတယ်။ကားကိတ်ကသမင်းဆိုင်မှာသူမနဲ့ဘဲကြီးသမင်းအတူတူစားနေကြပါတယ်။ကားစပက်ရကတော့ဟိုတယ်ရှိတဲ့နေရာနဲ့မနှက်ဖြတ်မနှက်စောစောမှာကားထွက်နိုင်မယ်ဆိုတဲ့အကြောင်းကိုကားပေါ်ပါလာသူတွေကိုဂိတ်ကသမင်းဆိုင်ထဲမှာရှင်းပြနေပါတယ်။ပြီးတဲ့နောက်တော့ဘဲကြီးကသူမအတွက်သမင်းစားတာကိုရှင်းပြတဲ့အပြင်ဖုံးဆက်ဖို့ဖုံးတစ်လုံးမှာလက်ဆောင်ဝယ်ပေးခဲ့ပါတယ်။သူမကလည်းကျေးဇူးတင်ပေမဲ့အခုတော့များလို့ညင်းပေမဲ့ဘဲကြီးကတော့မိတ်ဆွေဖြစ်နေပြီလို့ပြန်ပြောလိုက်ပါတယ်။ဆက်ပြီးတော့မင်းတကယ်ကျေးဇူးဆက်လို့ရင်ဟိုတယ်မှာမာနဲ့အဖော်လုပ်ပေးပါလားလို့တောင်းဆိုလိုက်ပါတယ်။သူလည်းဘဲကြီးမဲ့အတူတူဟိုတယ်ကိုလိုက်လာခဲ့ပါတယ်။ပြီးတဲ့နောက်တော့ဘဲကြီးကိုတော့ကျေးဇူးဆက်တဲ့အနေနဲ့အဖော်ဖြစ်အတာတကြီးနေပေးခဲ့ပါတယ်ဘဲကြီးကတော့သူမကိုအခွင့်အရေးယူတဲ့သူလို့ထင်သွားမှာပဲလို့ပြောလာတော့သူမလည်းကျမလိုမင်းကလေးမျိုးကိုလိုချင်တာမရှိပဲနဲ့ဘသူကကူညီမှာလဲသူမနားလဲပါတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ပြီးနောက်တော့သူမတို့အတူတူအိတ်နေတဲ့အချိန်ဘဲကြီးမိန်းမကဖုံးဆက်လာပါတယ်ဘဲကြီးလည်းဖုံးကင်ပြီးတော့လမ်းမရေကြီးနေလို့ဆိုအကြိုအချမ်းကိုရှင်းပြလိုက်ပါတယ်ပြီးတဲ့နောက်တော့ဘဲကြီးလည်းကလေးကချီးတွေပါထားတော့လဲပေမယ်ဆိုပြီးတော့သူမရဲ့အထက်ကိုဖွင့်ကြည့်လိုက်တော့အဖွားပေးထားတဲ့ပလင်းတွေကိုတွေ့သွားပါတယ်ဘဲကြီးလည်းကလေးကိုမဲမဲတဲဆုံပါလားဆေးရရောပါတယ်ဆိုပြီးပြောလိုက်ပြီးတော့ကလေးကိုအိုးဝဲလဲပေးလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့သူနိုးလာပြီးတော့ဘဲကြီးဝယ်ပေးထားတဲ့ဖုံးနဲ့ပိုက်ဆက်တချို့ကိုယူကာတယောက်တည်းကားဆက်စီလာခဲ့ပါတယ်ဒီလိုနဲ့က
ကားပေါ်မှာစပယ်ယာကသူမနဲ့အတူစီးလာတဲ့အမျိုးသားရိုးမီးတော့သူမကတင်ဘောတက်သွားပြီလို့ပြန်ဖြေလိုက်ပါတယ်နောက်မှာတော့အဲ့ဒီဘဲကြီးလည်းသူ့ရဲ့မိန်းမနဲ့အတူထမင်းစားနေကြပါတယ်အဲ့ဒီအချိန်သတင်းတစ်ခုမှာသူမနဲ့ဘဲကြီးအကြောင်းကိုပါလာခဲ့ပါတယ်အမှန်တကယ်တော့သူမတို့မြို့မှာမုန်တိုင်းတိုက်ခိုက်မှုကြောင့်သူမရဲ့မွေးခင်းစာကလေးကမုန်တိုင်းကြောင့်တေဆုံးခဲ့ပြီဖြစ်ပါတယ်အဲ့ဒါကြောင့်သူမကစိတ်ဝေဒနာသီးလို့ဖြစ်သွားခဲ့ပြီးတော့သူနဲ့အတူပါလာတဲ့ကလေးကလည်းဈေးရုံတစ်ခုကနေသူမကလေးအမတ်နဲ့ခိုးယူလာခဲ့တာဖြစ်ပါတယ်အဘောပေါ်မှာကပတိန်နဲ့တင်းဘောလုံဂျုံရေးဝန်ထမ်းတွေကိုတတ်တဲ့အမှုနဲ့လည်းသူမကိုရဲတွေကဖမ်းဆီးလိုက်ပါတယ်သူမနဲ့ဘဲကြီးထမင်းစားနေတဲ့ CDB မှတ်တမ်းကိုလည်းသတင်းတွေကဖော်ပြခဲ့ပါတယ်အဲ့ဒါကြောင့်ပဲကြံရပါရဲတွေကတတ်မှတ်လိုက်ကြပါတယ်လေးလောင်းပြန်လူတက်မှုကိုကူညီပေးမှုနဲ့ဖမ်းဆီးမှဖြစ်တဲ့အကြောင်းရှင်းပြနေပါတယ်ဘာကြောင့်လဲဆိုတော့သူမကရဲတွေရှိမှလူသေးစေနိုင်တဲ့အစိတ်တွေကိုပဲကြီးပေးခဲ့တာလို့ထပ်ဆိုခဲ့ပြီးတော့အဲ့ဒီအစိတ်တွေနဲ့ပဲသူမကိုမဒင်းကျင်ခဲ့တဲ့တင်းဘောသားတွေကိုအစိတ်ခတ်တပ်ခဲ့တာလို့ဝန်ခံပြောကြလိုက်လို့ဖြစ်ပါတယ်တစ်ဖက်မှာတော့ဘေးကြီးကလည်းရဲတွေလက်ထိတ်ခတ်ထားတဲ့ဂျားကနေထွက်ပြီးဖို့ကြိုးစားတာကြောင့်ရဲတွေကအသေးပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်အဲ့ဒါကြောင့်ဘေးကြီးလည်းတနက်တန်ရနှစ်ချက်နဲ့တေဆုံးသွားခဲ့ပါတယ်ဇလီရဲ့အဆိုးမှာတော့သူမကတကယ်တော့ယောက်ျားတွေကကျမတို့နဲ့အတူအိပ်ဖို့နောက်ကိုပဲလိုက်ကြတာရပြီးသွားရင်ကျမတို့ကိုစွန့်ပစ်ခဲ့မှာပဲမနက်ဖြန်ဆိုရင်သူတို့ထွက်သွားလိမ့်မယ်လို့ပြောပြီးတော့ဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်